ပန်းဖလက်တရွက်ကအကုန်လုံးကိုပြောင်းလဲနိုင်တယ်ဆိုတာလူကြီးမင်းယုံသလားဆိုင်ရှိတွေမှာဖြစ်ဖြစ်မီးပွိုင်းတွေမှာပဲဖြစ်ဖြစ်ကန်းလင့်နေတဲ့အများမြင့်စာရွက်တရွက်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ပန်းဖလက်တရွက်ကတကယ်ကိုရောင်အားတက်စေတဲ့စွမ်းရည်ရှိတယ်ဆိုတာသိကြလားပန်းဖလက်ကတရွက်ပဲဖြစ်ပေမဲ့လူကြီးမင်းရဲ့ business ကိုတစ်ချက်တည်းနဲ့ဖော်ပြနိုင်တယ်customer နဲ့တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ marketing လည်းဖြစ်တယ် social media အသုံးနေတဲ့သူတွေကိုလည်းကြော်ညာပြီးသားလည်းဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်အင်ရှင်တဦးကပန်းဖလက်တရွက်တင်ထားပြီးတော့အချိန်တစ်ခုမှာအဲ့ဒီပန်းဖလက်နဲ့ပဲပြန်လာဝယ်တယ်ဆိုတာမျိုးပန်းဖလက်ကိုဘလို့ပုံစံမျိုးတွေနဲ့အသုံးပြုနိုင်လဲဆိုတော့ဒီပန်းဖလက်နဲ့ဆိုင်မှာလာဝယ်ရင်ဘလောက်ရာခိုင်နှုန်း short ပေးတယ်ဆိုတာမျိုးနောက်တစ်ခုကတော့ပန်းဖလက်မှာ product ပုံတွေနဲ့ဈေးနှုန်းတွေထည့်ပေးတာမျိုးအရေးကြီးဆုံးချက်ကတော့ပန်းဖလက်ကို branding ဆန်စွာနဲ့မျက်စိမရှုပ်အောင်ဖန်တီးထားတဲ့ဒီဇိုင်းဖြစ်ဖို့ကအရန်အရေးပါတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်